ကဲလာပါပြီဗျာပြင်ဦးလည်းမှာဆိုရင်လေမြင်တာနဲ့ကိုတရေယူသွားစေမယ်အခုလိုမျိုးချင်းချင်းဆက်ဆက်အရသာအထောင်းတွေကိုအရသာကောင်းကောင်းလေးမှစားကျင်သူရဲ့အတွက်ဆိုရင်အစာပလာပိုင်းမှာကအစာလုံးဝကိုခွက်ခွက်ထားခြင်းမရှိဘဲနဲ့ဒီလိုမျိုးစုံလင်စွာနဲ့ထောင်းပြီးတဲ့အရသာအရန်ကိုစားလကောင်းတဲ့အထောင်းဆိုင်တစ်ခုစီကိုခရစ်စတဲကခေါ်သွားပေးခြင်းပါတယ်ဒီဆိုင်မှာကလေအရသာစားကောင်းတဲ့အထောင်းဆောင်ရအောင်နဲ့မကပါဘူးတခြားထိုင်းစားတွေလည်းအစုံရပါသေးတယ်ဆိုင်လေးစားလေးရဆိုရင်တော့မန္တလေးဘက်ကနေလာမယ်ဆိုရင်ပြင်ဦးလင်မျိုးရဲ့မန္တလေးရှိုးလမ်းမပေါ်သူ့မင်္ဂလာစီရှိတဲ့မီးပွိုင်းရောက်ပြီဆိုရင်ညာဘက်တက်ကိုလာမယ်ဒီလန်အတိုင်းဘယ်မှမကွေပဲတက်မောင်းလာတဲ့အခါမှာဆိုရင်တော့ဖူဒိုလည်းကြော်လာမယ်ပြီးရင်တော့စာမင်းအကြောင်းရှိရပေါ့နော်အဲ့ဒီရောက်ပြီဆိုရင်တော့လမ်းရဲ့ညာဘက်အချမ်းကိုကြည့်လိုက်ပါဒီလမ်းတွေတစ်ခုမှာဆိုရင် CC ဆိုရဲရေးထားတဲ့စိုက်မုံရှိရပေါ့နော်အဲ့လမ်းကြားတိုင်းတက်ကိုဝင်လာရမှာပဲဖြစ်ပါတယ်ဒီလန်အတိုင်းဝင်ပြီးတော့တဲ့အခါမှာဆိုရင်တော့စိမ့်မြအေးရရှိရဲ့လမ်းလေးစုံရောက်ပြီဆိုရင်လေတက်ထပ်ပေါင်းမယ်ပြီးတော့ဟိုးရှိမှလှမ်းပြီးမြင်နေရတယ်KK ဆိုရဲပေါ့နော် fitness center ရှိတယ်အဲ့ဒီမရောက်ခဲ့ဘယ်ဘက်မှာရှိနေရဲ့လမ်းကြားရဲကိုချိုးလိုက်မယ်ဆိုရင်တော့ crystal ကိုပြပေးနေရဲ့အထောင်းတွေရမယ်ဝလာလာထိုင်းဖို့ဆိုတဲ့ဆိုင်လေးကိုရောက်ပါလိမ့်မယ်ဒီဆိုင်လေးကလေအရင်တော့ဆိုရင် online ကနေစပြီးတော့ရောင်းတာပေါ့နော်အခုဆိုရင်တော့ဆိုင်နဲ့ပြန်ပြီးတော့ဖွင့်လှစ်ထားပြီးဖြစ်ပါတယ် crystal လည်းဒီကနေ့ဆိုင်မှာသွားစားထားတာပေါ့နော်သူတို့ဘယ်လိုမျိုးလေးရှိမလဲဆိုတာကြည့်လိုက်ရအောင်သူတို့ဒီအထောင်းပိုင်းမှာဆိုရင်ပေါ့နော်ဒီလိုမျိုးပဝင်းပစ္စည်းတွေကဟာစားတေးသေးချာတန်တန်ရှင်းလက်ဆက်ပြုလုပ်ထားတာကိုတွေ့ရတယ်အစာပလာရလေတော်တော်လေးကိုစုံနေတာပေါ့နော်အထောင်းဆိုရင်လေသူတို့ထောင်းကနေရကပေါ့နော်အနံလေးရမွေးတက်လာတာအထောင်းပိုင်းမှာဆိုရင်တော့တမောတီတောင်ပြောင်းမှုတောင်မုတ်ဖတ်ထောင်းနေပဇွန်အစိမ်းထောင်းနေအစာရှိသဖြင့်အထောင်းအစုံကိုပေါ့နော်ကိုယ့်ရဲ့ဒီအဆက်လေးပဲကြိုက်တဲ့စိတ်တိုင်းကျရွေးချယ်ပြီးတော့ထောင်းခိုင်းလို့ရပါတယ်ပထမဆုံးအနေနဲ့ပဇွန်အစိမ်းထောင်းလေးစပြီးတော့စားပါမယ်သူ့ရဲ့ဒီအထောင်းရတာတော့ခရစ်စတယ်ရှိမှပြပခဲ့တဲ့အတိုင်းပဲပါဝင်တဲ့ ingredient တွေရာဆိုရင်လုံးဝလက်ဆက်ပြီးတော့မခိုမကယ်ပဲနဲ့ပေါ့နော်အသုံးပြုပြီးတာဖြစ်တဲ့အတွက်ကြောင့်အထောင်းတစ်ခုချင်းစီတိုင်းမှာဆိုရင်စားလိုက်ရဲ့အခါမှာအရသာထိမိပြီးတော့တော်တော်လေးစားကောင်းနေမှာကိုပါတယ်အထောင်းစားတဲ့အခါမှာဆိုရင်အခုလိုမျိုးအသားကြော်လေးနဲ့မှတွဲစားခြင်းတဲ့သူတွေအတွက်ဆိုရင်ဝက်3သက်သားတွဲရက်လေးနဲ့ရတယ်သူကတပွဲကို1000ပဲပြီးတော့လေယူရီးယားဆန်စားခြင်းသူတွေအတွက်ဆိုရင်အခုလိုမျိုးကြက်ကြော်လေးနဲ့ကောင်းညင်းမောင်းနဲ့တွဲရက်ပါဆိုရင်လည်း8000ပဲရှိတယ်ဒါဆိုရင်ပေါ့နော်သူကြက်ကြော်နဲ့တွဲစားရင်လည်းစားလို့ကောင်းတယ်လို့အထောင်းလေးနဲ့တွဲပြီးတော့စားမယ်ဆိုရင်လေတော်တော်လေးကိုလိုက်ဖက်တာပါကဖောင်ထမင်းနဲ့လည်းရတဲ့အပြင်ကမှအခုလိုမျိုးထမင်းကြော်လေးလည်းရရပေါ့နော်သူကရွေးချယ်စရာအသားအနေနဲ့အရင်တော့ပဇွန်နဲ့ဝက်နဲ့ပဲရတာအခုဆိုရင်ကြက်သားနဲ့လည်းသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်ပြီးတော့လေအခုလိုမျိုးပေါ့နော်ငါးအကောင်အကြီးပါတယ်ငါးကြော်စကောပန်းဆိုရင်တပန်းလုံးမှာ2000ခွဲပဲရှိတယ်ငါးမကျက်ဘူးဆိုရင်လေဒီကြက်သားနဲ့သုံးသက်သားနဲ့စကောတွေရရပေါ့နော်သူရှိရဒီအချင်းကတော့အသက်ပါပဲစလက်ရွက်ထဲမှာမိုးဖက်လေးထည့်ပြီးတော့ငါးကြော်လေးထည့်ကအချင်းလေးစမ်းပြီးတော့စားလိုက်မယ်ဆိုရင်အရသာတော်တော်စားလို့ကောင်းတယ်အထောင်းနေစားပြီးတော့တဲ့အခါမှာဆိုရင်အဆက်ပြေတာဖို့အတွက်အခုလိုမျိုးစိုင်းငံဒီဖြိုရည်နဲ့မကပါဘူး green tea နဲ့တခြားသောထိုင်းတီးအေးမျိုးစုံအပြင်ယူရီးယားရွှင်အေးလည်းရပါတယ်ဒီဆိုင်ကလေအထောင်းနေရဆိုရင်ပေါ့နော်တခြားဆိုင်ကြီးနဲ့မတူဘဲနဲ့အရက်တာထိမိပြီးတော့တော်တော်လေးကိုစားလို့ကောင်းတဲ့ဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်သွားစားကြည့်ကြဖို့ရ Crystal ပြန်ပြီးတော့ share လုပ်ပေးလိုက်ပါတယ်